တယောက်သားနဲ့ကြမှာပဲရှယ်ချမ်းပြနိုင်ခဲ့တဲ့ညီမလေးအားလုံးပဲမင်္ဂလာပါလက်ရှိမှာဆိုရင်တော့ကလပ်ကပဗလာပြိုင်ပွဲရဲ့ကြောက်တင်စင်ရှုံထွက်ပွဲစဉ်တွေကိုစတင်ရှင်းပြနေပြီဖြစ်ပါတယ်ပထမအဆင့်ပွဲစဉ်ဒီမှာဆိုရင်တော့ညီမလေးတို့နဲ့ဘင်ဖီကာတင်းတို့ရဲ့ပွဲစဉ်လေးပါဝင်ခဲ့ပါတယ်ညီမလေးတို့ကဖလာမင်ဂိုတင်းကိုရှုံးနေခဲ့ရတဲ့အတွက်အုပ်စုဒုတိယနေရာသာရရှိခဲ့ပါတယ်ဒါပေမဲ့တစ်ဖက်ကကလေးဘူတို့ကလည်းညီမလေးတွေကိုတမင်ရှောင်သွားခဲ့တာကြောင့်ဖျောက်တင်အဆင့်မှာတော့ဘင်ဖီကာနဲ့ထိတဲ့တွေ့ဆုံခဲ့ပါတယ်ဒီပွဲကတော့အလှည့်အပြောင်းနေတဲ့အတူညီမလေးတို့လည်းအချိန်ပိုကြာမှရှက်တီးနိုင်ခဲ့တာဖြစ်ပါတယ်ရှယ်တီးနိုင်ခဲ့တယ်ဆိုလို့တိတ်တော့အထင်ကြီးလို့မရဘဲနဲ့တစ်ဖက်အသင်းကအချိန်ပိုအစမှတင်တယောက်ထုတ်ခံလဲရလို့ပဲဖြစ်ပါတယ်။ဒီမှာတော့ညီမလေးတို့နဲ့ဘင်ဖီကာအသင်းတို့ရှင်ပြိုင်ခဲ့ကြတဲ့ကလပ်ကပဗလာပွဲစဉ်တွေကိုတင်ဆက်ပေးရပါတယ်။ညီမလေးတို့ကတော့ဒီနေ့ပွဲစဉ်မှာအဓိကကစားသမားတွေနဲ့လူဆုံးပြန်ထုတ်လာခဲ့ပါတယ်။တိုက်စစ်ကိုလည်းဒီလက်ကပဲဥဆောင်လာခဲ့ပြီးတော့တောင်မနှစ်ဖက်ကတော့နတ်တိုနဲ့ပါမာလို့ဖြစ်ပါတယ်။ကွန်လင်မှာတော့လာဗီယာနဲ့ကန်စီလိုတို့ကိုတွဲပေးလာခဲ့ပြီးတော့အန်ဆိုတို့နံပါတ်10လို့နေရာမှာတွေ့ခဲ့ရပါတယ်။ကန်စစ်မှာလည်းရီဖ်ချင်းနဲ့အတူကူကူရီလာတို့လည်းပါဝင်ခဲ့ကြပါတယ်။ဘင်ဖီကာအသင်းလူစီယင်ကလည်းရှော့တက်ထားလို့မရတဲ့လူစီယင်ဖြစ်ပြီးတော့တိုက်စစ်မှာဆိုရင်လည်းဒီမာရီယာနဲ့ပပလီဒစ်တို့နဲ့ပွဲထွက်လာခဲ့ပါတယ်။မာလီတို့ကပထမပိုင်းတစ်ပိုင်းလုံးမှာအပါဖီရယူကစားပြနိုင်ခဲ့ပြီးတော့ဘောလုံးပိုင်ဆိုင်မှုကိုလည်းထိန်းချုပ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်းရရှိလာတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့်တွင်းကိုတွေတော့မရရှိခဲ့ပါဘူး။တပတ်ကဘင်ဖီကာအသင်းကလည်းပထမပိုင်းမှာတိုက်စစ်မစင်နိုင်ခဲ့တာကြောင့်ပွဲရလည်းအုံကွဲတိုက်မပြတ်ဖြစ်နေခဲ့ပါတယ်။ဒီလိုနဲ့ဒုတိယပိုင်းမိနစ်60ကျော်လောက်မှာရီဖ်ချင်းရဲ့မထင်မှတ်ထားတဲ့ဖရီကစ်ကနေညီမလေးတို့လည်းဥဆောင်မှုဆာရသွားခဲ့ပါတယ်။လက်ကျန်မိနစ်ဒီမှာတော့ညီမလေးတို့လည်းအပြောင်းလဲလုပ်ပြီးထိန်းကစားဖို့ပြင်ခဲ့ပုံရပါတယ်။ဒါပေမဲ့လည်းနာကျင်အချိန်ပိုရောက်မှပနယ်တီပေးလိုက်ရပြီးတော့ဒီမာရီယာကပဲအမှားယွင်းရှိအဆုံးသတ်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းကန်တီယာကညီမလေးတို့ဘက်မှရှိနေခဲ့ပြီးတော့အချိန်ပိုပထမပိုင်းဆာလို့တိတ်မကြခင်မှာတင်ဘင်ဖီကာဘက်ကတယောက်ထုတ်ခံလိုက်ရပါတယ်။ဒါကြောင့်လက်ကျန်အချိန်ပိုမိနစ်တွေကညီမလေးတို့တက်စိတ်တိုင်းကြဖြစ်သွားခဲ့ရပါတယ်။အချိန်ပိုမှာတော့နတ်တိုနဲ့လူစားဝင်လာတဲ့အန်ကွန်ကူဂျူဘယ်ရီဟော်တို့ကသွင်းကိုတွေစတိုက်ရယူပေးခဲ့ကြပါတယ်။ဒီလိုနဲ့ပွဲရလည်း၄ဂိုးတဂိုးနဲ့ပြီးဆုံးသွားခဲ့ပြီးတော့ညီမလေးတို့လည်းနောက်တစ်ဆင့်ကိုတက်လှမ်းသွားခဲ့ပါတယ်။ကလပ်ကပဗလာမှာကန်တီယာကညီမလေးတို့ဘက်မှရှိနေခဲ့ပြီးတော့ကွာတာမှာလည်းဘရာဇီးကလပ်ဖြစ်တဲ့ပါမီရက်နဲ့ပဲတွေ့ဆုံရအောင်ပါ။အဲတော့ညီမလေးတို့တဲ့ပွဲချောင်းနေသေးရလို့ပြောလို့ရပြီးတော့ပုံစံသစ်နဲ့ပထမဆုံးကလပ်ကပဗလာရဲ့ချန်ပီယံဖြစ်တဲ့အထိလှုပ်ပြနိုင်မလားဆိုတာစောင့်ကြည့်ရမှာဖြစ်ပါတယ်။အဆုံးလေးကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။